မင်္ဂလာပါဒီနေ့ကတော့ကျွန်တော် Spring Semester ရဲ့အစပါเนาะပုံမှန်ဆိုရင်တကယ်တော့တနင်္လာနေ့ကလေးအစပါเนาะဒါပေမဲ့တနင်္လာနေ့ကညမုံနိုင်ရဲ့ဒီအင်္ဂါနေ့ကကျတော့အတန်းမရှိအောင်လို့ကျွန်တော်ဗီဒီယိုမရိုက်လိုက်ဖြစ်ပါဘူးဒီနေ့တော့ဗုဒ္ဓဟူးနေ့ပါကျွန်တော် eco တန်းရှိမယ်ပြီးရင်media study နှစ်တန်းရှိမှာပေါ့နော် and then ဘာရှိတယ်ဒီတကယ်ဆိုရင်ကျွန်တော်ကျင်တော့မှာပါဒါပေမဲ့မနေ့6နိုင်ခွဲမနိုးပါဘူးအခုအသက်9နိုင်ဆောင်အခု10နိုင်ထိုးရမယ်အခုဒီကိုချောတယ်ပါဘူးဒါကြောင့်ရေချိုးရမယ်အခုရေလေးချိုးပြီးပြီအင်ဂျီလည်းပြီးသွားပြီဒီနေ့ကျွန်တော်ရဲ့ outfit ကအရင်တော့လာမှာမဟုတ်ပါဘူး။ဘာလို့အပြင်မှာအရင်အေးပါရဲ့။အပြင်မှာ -12 degree Celsius လောက်ရှိပါရဲ့။အဲ့ဆိုတော့အနွေးရတဲ့ထက်မယ်ပြီးရင်အနွေးတဲ့နေပြီးတော့အနွေးရတဲ့ထက်မှာပါ။အဲ့ကြောင့်ဒီနေ့တော့ all black ပဲဖြစ်မယ်ထင်ပါတယ်။နောက်ပြီးတော့okay ဒါကတော့ကျွန်တော်ကြောင်းယူရမယ်ဟာပါ။ဒါကတော့note တွေပါမှတ်ဖို့နော်။ပုံမှန်ဆိုရင်တိတ်တော့နှုတ်မှတ်လေးတော့မရှိပါဘူးပြီးရင်တော့ iPad ပါ iPad ကတော့တခုခုရုပ်ရှင်တွေမှာကြည့်ဖို့ယူရပါတယ်ပြီးရင်တော့ MacBook ပါ MacBook ကတော့မဖြစ်မနေယူခဲ့ပါတယ်ဘာလို့လဲဆိုတော့ကျောင်းက e-book တွေကကျွန်တော်ကြောင့်ဒီမှာရှိတဲ့အကြောင်းတော်များတော့ e-book နဲ့ပဲတင်ပါတယ်အဲဒါကြောင့်အားရမပုတ်ကမဖြစ်မနေယူရပါတယ်โอเคအင်းတော့အာဒင်ဂျိုရပါအာဒင်ဂျိုရမြင်နေတာရှော့ရှက်ခံနေပါတယ်အာဒင်ဂျိုရမပုတ်အာဒင်ဂျိုရဖုန်းအာဒင်ဂျိုရကျွန်တော်ရဲ့ဒီနိုင်အာဒင်ဂျိုရဆုံးပါပါတယ်โอเคဒါတော့ကျွန်တော်လည်းပါအဲ့ဒါဒီလိုကြအများကြီးစမ်းပါတယ်ဒါကတော့ကျွန်တော်ရဲ့ all black outfit လေးပါတူတော့မဟုတ်ပါဘူးဒါကတော့ကျွန်တော်ရဲ့ကြောက်ရဲ့ဘူပါပေါ့နော်မြင်တဲ့အတိုင်းမှာလူရမ်းများပါတယ် Thank you Thank youကျွန်တော်တနေ့ရက်ထိုင်ပြီးစလုပ်ပါမယ်အင်္ဂလိပ်ရှိတော့ဘယ်နေမှာအားရစောကြည့်ပါမယ်ကျွန်တော်ခုနတင်လာတဲ့ဟာကိုနှုတ်မှတ်ပါတယ်ပြီးရင်ကျွန်တော်နောက်ဘက်ဘာလို့လုပ်ရမလဲဆိုတာကိုကျွန်တော် schedule ဆွဲပါတယ်ကျွန်တော်အစားလုပ်လို့ရှိရင်အဲ့လို schedule ဆွဲပြီးမှလုပ်တတ်ပါတယ်အဲ့ဒါမှကိုယ်ကဘယ်ရက်မှာဘာပြီးရမယ်ဆိုတာကိုကြိုပြီးတော့တည်မှာပေါ့နော်ကိုဘယ်ရက်မှာဘာအင်စာလုပ်ရမလဲဘယ်ရက်မှာဘယ်ဟာကိုအပြီးလုပ်ရမလဲဆိုတာကိုကြိုတည်မှာပါခုနကပဲသမင်းစားလုပ်ပြီးပါပြီရပိုက်စားလို့ကျွန်တော်ဗီဒီယိုမရိုက်လည်းမိပါကျွန်တော်ပြီးတော့ခဏနေ7နိုင်ထိုးလို့ရှိရင်ကျွန်တော် media study အတန်းရှိပါတယ်သူ7နိုင်ရနေပြီးတော့7နိုင်45တင်တယ်7နိုင်45ပြီးတော့အဲ့မှာတနင်္လာရီလောက်ဟာတနင်္လာရီဟာအချိန်မှာကျွန်တော်စားလို့ဝယ်ချင်ရှိတယ်ပြီးရင်2နာရီကနေ2နာရီ45ထိ discussion တန်းရှိရပါတော့အဲ့ပြီးတော့ကျွန်တော်ဒီနေ့တန်းပြီးပါပြီဒါကတော့ media study အတန်းပေါ့နော်သူကဖုန်းပေးတိတ်ပြီးတော့မသုံးခိုင်းပါဘူးlaptop only ပဲသုံးရပါတယ်ကျွန်တော်အတန်းတော့ပြီးပါပြီကျွန်တော်ရဲ့နောက်ထပ် discussion အတန်းကဒီတော့မဆာမှာပါအချာဘူးစာရီပါလောက်လိုက်ပါဦးတရားလဲခုနတင်လာတဲ့ဟာကိုနှုတ်ပြန်လုပ်ပါတယ်
ဒါကတော့ bearing တစ်ခုနဲ့တစ်ခုကို chase set ပေးထားတဲ့တရားပေါ့နော်ကျွန်တော်တို့ကြောင်းက bearing 3ခုပဲရှိပါတယ်ဒါကတော့ discussion တန်းမှာကျွန်တော်ကတော့ discussion တန်းကိုအရင်ကြိုက်ပါတယ်စကားပြောရကြိုက်တဲ့လူမို့လားမသိဘူး discussion တန်းမှာအရင်ပြောပါတယ်အခုဆိုရင်တော့ကျွန်တော်ရဲ့အတန်းတွေကုန်ပြီးပါပြီကျွန်တော်အိမ်ပြန်มาတော့မယ်